ကျွန်တော်တော့ရုပ်အဲ့လို series ရိုက်မစိုးဘူးလို့သုံးဝင်းဆိုင်ပေါ့အဲ့လိုကျွန်တော်စဉ်းစားတာရှိအဲ့လိုចောင်းသားလေး3ယောက်ကိုចောင်းသားလေး3ယောက်ပြောပြီသူ့ဇက်ကိုဒီဟာဆိုရင်မျက်စိထဲမှာအဲ့လိုမြင်လို့ရပါចောင်းသားလေး3ယောက်အဲ့လိုမျိုးပေါ့အားလုံး first year မှာတွေ့မယ်ကျွန်တော်3ခါကြာလာတာ မုံကြီးလေးမဟုတ်3ခါ repeater ပေါ့โอเคအားလုံး first year မှာတွေ့တာ first year မှာတွေ့ရအဲ့မှာ fresher welcome လုပ်မယ်အဲ့မှာဘာလို့ဖြစ်ကြမှာညီလေးညီလေးကကြီးဖြစ်သွားမယ်ညီလေးကကြီးဖြစ်သွားမယ်ပြီးရင်အကိုကကွင်းရောအကိုကစပိတ်ကဲတော့ကွင်းနေပြပါညီမလေးအဝေးကနေကြည့်ရပါအကုန်လုံးတရားကိုရမောကဘာဖြစ်တယ်ဝင်ပြေးလိုက်ပါလားကျမရှာမှာလားဟိုဘာလဲနောက်ဆုံးအပီဆုံးမှာတော့ညီလေးကိုကြက်ဖို့ထိုးတဲ့ချိန်မှာရမုံရှာနေပြီဆိုပြီး comment တွေရေးကြနေတာဒီလိုလေး position ဒီလိုဖြစ်သွားတာလေညီလေးလားဒီလိုဖြစ်ဟုတ်ဒီလိုတော့က chemistry မျိုးဆိုတာလည်းရန်ရှားသွားပြီเนาะဒါတွေကဒီအနုပညာမှာမသိရသူလည်းမဟုတ်သိရသူလည်းအများကြီးရှိရပါတော့ဒီလိုရင်းရင်းနီးနီးနဲ့အဲ့လို chemistry မျိုးဆိုတာရန်ခတ်တယ်အဲ့တို့ကြောင့်မို့တခါစီစဉ်မယ်ကိုရှင်ဝလာရိုက်မှာရှင်ရစီစဉ်ပေးမယ်အကိုက producer လည်းမဟုတ်ကိုရှင်ရစီစဉ်ကိုရှင်ရစီစဉ်တော့မှာအုံးလို့ရောက်လာအလိုဆိုတူတူရှာကြမယ် producer ကိုเนาะတော့တူတူရှာကြရှမ်းပေါ့ရပါတယ်ကျွန်တော်တပြင်းရင်ချရကိုမောတကယ်နေမကောင်းဘူးဟွာပါလဲရမုံလေးတို့ကျွန်တော်ပြောရမုံလို့ရင်းချက်လာပြီနော်လို့ရင်းချက်လာပြီလားမကြက်သေးပါဘူးကြက်ချင်ခေါင်းတာကျွန်တော်ကိုရနောက်ကြရကျွန်တော်ခုမှတွေ့ရတာเนาะသူ့လုံးနဲ့သူကိုလုံးနဲ့ဘဝအတွက်ရုန်းကန်တည်းလေအမဘဝသမားကြီးဆိုတော့လေဒါပေါ့တာညီမတို့ဒါဆက်လီစိုက်ပြိုးရေးမှာတော့ဒါအကို2ယောက်နဲ့ပေါ့နော်ဒါရေမုံတို့အမတ်တရတွေကတော်တော်များခဲ့အခုပြန်တွေ့တဲ့အချိန်မှာဒါအခုနောက်ကညီမတို့ projector နဲ့ညီမလေးတို့ပြရတယ်လေပြတဲ့အချိန်မှာပြတယ်အများကြီးပြသွားတယ်ကိုညီမလေးတို့အဲ့လိုဗီဒီယိုရိုက်ထားလားရိုက်ထားလိုက်အောင်မကြည့်လိုက်ရဘူးပေါ့ကိုမျောဝမ်းနေပါမျောဟောတအားအဲ့လိုမျိုးလေအမတ်တရတွေတော်တော်များပြီတော်တော်ပျော်စရာကောင်းတဲ့ဟာတွေပြန်ပြီးတွေးမိပါတယ်ဟုတ်ညီမတို့ရဲ့အလွဲတွေပေါ့ဘာပါသူ့ပေါ့ဒါညီမလေးတို့ပြတဲ့ face of the group face of the group လည်းမဟုတ်ပါဘူးဒါကတကယ် face of the group ဒါလည်း face of the group အကူကကြောက်လုံးဝတကယ် gentleman တကယ် gentleman ညီမလေးကကြောက်လုံးဝတကယ်ကလေးဆန်တယ်ကျွန်တော်ကတော့အမြင်ကတ်ဆုံးအမြင်ကတ်စရာလေးပေါ့နော်အဲ့လိုမျိုးတယောက်ကုန်တယောက်ရှိပါတယ်တယောက်ကုန်လည်းတယောက်ရှိပါတယ်ပြောပါညီမတို့ comment နေထဲမှာဆိုရင်အဲ့လိုမျိုးဟုတ်တယ်ဘလူးသေးမိုးဆိုတာကြီးပဲဘာလို့ပြောလို့မိုးကိုရင်ကိုလာခွဲပေးပါခွဲပါအဲ့ comment တော့တွေ့ရလေအကိုညောက်ကတွေ့မတော့မဟုတ်ကျွန်တော်ကအဲ့လိုဖြောသွားပြီဆိုလို့ရှိရင်အခုတော့ကြောက်ခွဲညီလေးလာအောင်မွေးခံမယ်ခဏလေးမခံလို့မရတာကျွန်တော်ပတ်ပြီးတော့ပျောက်နေတယ်ကိုယ်ဝင်ခံမို့ဗမာလဲကိုယ်ဝင်ခံမို့ဆိုလေးတိုက်နေလေးပတ်တိုက်နေသူကုန်တော့အဲ့လိုမျိုးဟာအရင်တော့ချစ်စရာလေးနော်အကိုကလည်းကျွန်တော် like ဆွဲညီမလေးကလည်းအကိုနှစ်ယောက်ကြားရမှာကျွန်တော်လည်းပြချင်တာလို့တကယ်ကျွန်တော်လည်းနောက်ပဲဘာလို့လို့မသိတော့အဲ့လိုမျိုးအဲ့ဒါဘာမှမလုပ်ဖြစ်ကြတော့အဲ့ဒါပဲကြီးရအောင်ကျွန်တော်တခါပွဲမှာတွေ့သေးတယ်3ယောက်အဲ့တော့ကျွန်တော်ပြောနေတာကျွန်တော်ရုပ်အဲ့လို series ရိုက်မစိုးဘူးလို့အဲ့လိုမျိုးသိရမလား3ယောက်တွဲလေးတို့ happy ပွဲမှာနော်ငါ happy တွဲမှာပြောဖြစ်သေးတယ်ဟုတ်တယ်ပြိတ္တကြီးလည်းတွေ့ရှင်တယ်ပြောလိုက်ဒါပေမဲ့ရိုက်နေတော့အဲ့လောက်မသိတော့ဒါပေမဲ့ screen မှာလေညီမလေးတို့တကယ်ဟိုအဲ့လိုဘယ်လိုခေါ်မလဲတော်တော်လေးကိုချစ်စရာကောင်းတဲ့အပြုမှုလေးအားလုံးကကိုစီရှိကြရဆိုတော့တွေ့ရတာပေါ့နော်ဟုတ်တကယ်ဒီ3ယောက်ရဲ့အသေးလေးอ่ะလေပြောမယ်ဆိုရင်ကြည့်ရတာအေးလေအေးချမ်းတယ်။မောင်နှမ3ယောက်ကလေမအေးချမ်းပါဟိုဒီလောက်ဒီဆက်စလူးထားနေတာအေးချမ်းလို့လားအော်အချင်းချင်းကတော့ပိုကောင်းတယ်တယောက်နဲ့တယောက်အဲ့လိုလေးမဟုတ်ညီလေးကိုတို့ပါတာကိုတို့စော်တော့ငါတို့ကဟိုဟာပေါ့စီးလုံးလို့တဲ့မှာစိတ်ထဲမှာပူလောင်နဲ့တောက်ခါမြတကယ်တော့ပြန်ကြည့်တဲ့ချိန်မှာကိုတို့အတင်းနဲ့အေးချမ်းတယ်ဒီမှပြောတာမှန်တယ်ဒီတော့က chemistry မျိုးဆိုတာလည်းရန်ရှားသွားပြီเนาะဒါတွေကဒီအနုပညာမှာမသိရသူလည်းမဟုတ်သိရသူလည်းအများကြီးရှိရပါတော့ဒီလိုရင်းရင်းနီးနီးနဲ့အဲ့လို chemistry မျိုးဆိုတာရန်ခတ်တယ်အဲ့တို့ကြောင့်မို့တခါစီစဉ်မယ်ကိုရှင်ဝလာရိုက်မှာရှင်ရစီစဉ်ပေးမယ်အကိုက producer လည်းမဟုတ်ကိုရှင်ရစီစဉ်ကိုရှင်ရစီစဉ်တော့မှာအုံးလို့ရောက်လာအလိုဆိုတူတူရှာကြမယ် producer ကိုเนาะတော့တူတူရှာကြကျွန်တော်စဉ်းစားတာရှိအဲ့လိုចောင်းသားလေး3ယောက်ကိုចောင်းသားလေး3ယောက်ပြောပြီသူ့ဇက်ကိုပြပေးပါဦးဟိုចောင်းသားလေး3ယောက်ပါပဲဒီဟာဆိုရင်မျက်စိထဲမှာအဲ့လိုမြင်လို့ရပါចောင်းသားလေး3ယောက်အဲ့လိုမျိုးပေါ့သုံးဝင်းဆိုင်ပေါ့အဲ့လိုဟိုပါပေါ့ first year second year တိုက်ကြီးအဲ့လိုသွားမှာကျွန်တော်နောက်ဆုံးနှစ်ကျောင်းသားလေးမဟုတ်လေကျောင်းရည်နေအခုမှကျောင်းကိုတက်လာတဲ့ကောင်မလေးအမှ second year ကောင်လေးနဲ့စေတနာတက်မှာအားလုံး first year မှာတွေ့မယ်ကျွန်တော်3ခါကြာလာတာမုံကြီးလေးမဟုတ်3ခါ repeater ပေါ့โอเคအားလုံး first year မှာတွေ့တာ first year မှာတွေ့ရအဲ့မှာ fresher welcome လုပ်မယ်အဲ့မှာဘာလို့ဖြစ်ကြမှာညီလေးညီလေးကကြီးဖြစ်သွားမယ်ညီလေးကကြီးဖြစ်သွားမယ်ပြီးရင်အကိုကကွင်းရောအကိုကစပိတ်
ညီမလေးအဝေးကနေကြည့်ရပါအကုန်လုံးတရားကို ရမောကဘာဖြစ်တယ်ဝင်ပြေးလိုက်ပါလား ကျမောရှာမှာလား ဟိုဘာလဲနောက်ဆုံးအပီဆုံးမှာတော့ညီလေးကိုကြက်ဖို့ထိုးတဲ့ချိန်မှာရမုံရှာနေပြီဆိုပြီး comment တွေရေးကြနေတာဒီလိုလေး position ဒီလိုဖြစ်သွားတာလေညီလေးလား အေးဒီလို ဒီလိုဖြစ်ဟုတ်ကိုကြီးရှင်မလားအရင်ကျွန်တော်အမြဲဖြစ်ပါတယ်အရင်သဘောကောင်းတယ်ပေါ့နော်အရင်လူကြီးလက်ဆန်တခုခုဖြစ်တိုင်းတခုခုပြန်လာတိုင်းကြိုက်ညီလေးအဆင်ပြေရလားကျွန်တော်တို့စတီစိုက်ပြောရေး live လွှင့်နေတဲ့အချိန်မှာတော့မှကျွန်တော်ဖုန်းဆက်ရညီလေးကိုရင်ခုန်နေပြီဒီ episode ကတော့အမြဲအဲ့လိုမျိုးအမြဲ connection လေးရှိနေပေါ့နော်အဲ့ဒါလေးကလည်းချစ်ဖို့ကောင်းပါတယ်ဟုတ်ကျွန်တော်ဖုန်းဆက်တဲ့ကလေးတွေအမြဲဟိုပါပေါ့ဟိုကနှစ်ယောက်လုံးကလည်းကိုထက်ငယ်တော့လေကိုကလည်းပြောအမားအများဆုံးလောက်တာဆိုတော့ကြံကြည့်ပြီးတော့အာနာတော့ကလေးနှစ်ယောက်လန်းလန်းဆက်ပြီးတော့ပြောရတာကိုမှားသွားတယ်ကိုမှားသွားတယ်ကျွန်တော်ဆိုပြောကိုကြီးခုထိမပြီးသေးဘူးလား ညီမလေးတဲ့စိတ်လျှော့ကိုကြီးညီမလေးကပြီးနေပြီကိုကြီးမပြီးသေးတာ ဝက်ခတ်မို့ဆိုလည်းညီလေးကိုကြီးအိတ်တော့ရိုက်လိုက်တာနာသွားလာတယ်ဟိုညာ ကိုရစိတ်ထဲမှာတကယ်ကိုအခုချိန်ထိထားတာတော့မဲ့သူအဲ့မှာခံစားခဲ့ရတဲ့အပျော်တွေရောပြီးသူလုံးမိခဲ့တဲ့ဟာတွေရောအခုပြန်မေးတက်ကနေကျွန်တော်ဟိုပါပေါ့ memory ထဲမှာပိတ်ကားတွေကြာတယ်ကြာတာပြောင်းဘယ်လောက်တော့စိတ်ညစ်သွားတယ်ခဏနေပါဦးမိုင်းနဲ့ရိုက်မြမယ်ကတော့ဟိုသူအဲ့အပြေအောက်စားပါအဲ့တော့အသေးထားကျော်သူအဲ့အောက်စင်းနေမှာကျွန်တော်ညကအဲ့လိုမျိုးအရင်ကလေးစားတွေသူလည်းအဲ့လိုမျိုးမင်းကလေးသဘောတော့ချမယ်တီးပြန်ပြီကျွန်တော်လည်းတီးလိုက်ပြန်ပြီအကိုကြီးလာလုံးမယ်ညီမလေးပြောပြမယ်ညီမလေးပြောတာနားထောင်မေးကြအောင်နောက်ဆုံးထားတဲ့ ID တွေရှိတယ်အဲ့ဥစ္စာတစ်ခုကျွန်တော်နောက်ဆုံးမျက်စိမိတ်ပြီးရိုက်တော့ဆိုကြည့်ရကျွန်တော်ကလည်းရှောက်လို့သူဆိုလို့ကိုရှင်မလားဆိုလဲနောင်မေးသူကြီးပဲလို့သူကြီးပဲအကုန်လုံးရိုက်သွားတာသူကလေအတန်နာတော့မရိုက်တာဟုတ်တယ်သူကနားနဲ့ရိုက်သွားတာကျွတ်စီတော်ရုပ်ကနေငငယ်တော်ဆုံးနားနဲ့ပဲရိုက်ရတာဟုတ်တယ်မဟုတ်ဘူးအဲ့လိုမဟုတ်နားနဲ့ပဲနားထောင်ပြီးရိုက်ရပြန်ကြည့်တဲ့အချိန်မှာညီမတော့လို့ပြောချင်တာရိုက်လိုက်ပါဦးဒါပေမဲ့ညီမလေးတို့ဒါဆော့တဲ့အချိန်မှာပေါ့နော်ဒါကိုရှင်းဆိုလဲကိုရှင်းလျောက်ကိုဝင်းခတ်မိုးဆိုလဲကိုဝင်းခတ်မိုးလျောက်ပေါ့နော်ညီမတို့လုံးဝအဲ့လိုညီမတို့ဒီလိုတွေမရှိဘဲနဲ့ပေါ့နော်ကျွန်တော်တို့ senior junior ကောဒီလိုပါစဘလို့ပြောပြတယောက်နဲ့တယောက်နဲ့သူပြောတာဒီလိုအနေမြင့်တက်ကြမရှိဘူးအကုန်လုံးတန်းနဲ့ဟုတ်တယ်အဲ့လိုပြောကြတော့ဟုတ်တယ်တူတယောက်နဲ့ရံမဖြစ်ကြဘူးလို့ပြောတာဟိုသူအဲ့ဒါရံမဖြစ်ကြဘူးလားဩ language အသက်တယောက်နဲ့ဒီလိုမဖြစ်ကြဘူးအဲ့ဒီကြောက်ဘူးမဟုတ်ဘလို့ပြောရမလဲမသိလို့လေအဲ့လိုမပြောမသိဒီလိုပြောအဲ့လိုဟိုရန်ပြရှင်းညီမတို့ဆော့ခဲ့ကြတာပေါ့နော်အခုပြန်တွေးကြည့်တော့လဲအဲ့လို offline sky မှာပဲတကယ်လဲပြန်လွှမ်းမှာလဲကျွန်တော်တို့အဲ့လိုမျိုးလှုပ်ချင်တာလှုပ်ပြီးတော့အားပေးရအောင်လေကျွန်တော်အရင်ဝမ်းတာရပေါ့နော်ဟုတ်တယ်ပြည့်ပြည့်တော့ချစ်ကြတယ်နော်အားလုံးကဟုတ်ညီမတို့အပြာအသင်းလေးကိုချစ်ပေးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘွားကြီးမှအဲ့လိုလှုပ်ချင်တာလှုပ်ပြီးအားပေးခံမလို့ဟာမှမစေစေဘူးတကယ်မတင်ကျွန်တော်ဒါပေမဲ့ဆက်လုပ်ကြမယ်အပျော်လာစောတဲ့ဟာကိုလေပြည့်သက်ကဟိုပါပေါ့အပတ်တိုင်းအောင်တေချာလေးစောင်းကြည့်ရှုပြီးတော့အားပေးတဲ့အတွက်ကြောင့်တကယ်လက်ဆောင်တစ်ခုရလိုက်တယ်လို့ပြည့်သက်အားပေးမှုပါတကယ်လည်းဝမ်းသာပါကျွန်တော်တို့ဒီအမှုပညာရှင်တွေကဒီပြည့်သက်ကိုရတာပေးချင်တာလေအဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရတာတစ်ခုပေးချင်တာဒါပြည့်သက်တွေကပျော်ရတယ်ငင်းရတယ်ငင်းခုန်ကြရတယ်အဲ့လိုမျိုးဆိုကျွန်တော်အရန်ဝမ်းသာတယ်ပေါ့နော်ကျွန်တော်ပြင်မှာတွေးလို့ရှိရင်လည်းဟာအပြာသေးကမိုးကျွန်တော် we are blue ဆိုအဲ့လိုမျိုးဆိုကျွန်တော်အရန်ပျော်ဟုတ်တယ်ရန်ပျော်မမိုးလေးပြနေတဲ့အချိန်မှာဆိုအပြင်သွားတယ်အကုန်လုံးကဒီလိုပဲလုပ်ပြအပြင်နေတော့ဒီလေးကအကုန်အပြင်မှာမမိုးလေးတော့ပြည့်သွားမမိုးလေးဒီပါဦးပြန်သေးရဟုတ်26နှစ်ကြာကျွန်တော်ကတော့ဆုံးဖြတ်ပြီးသွားပြီပေါ့နော်ကျွန်တော်နိုင်ရှုံးလို့မရှုံးဘူးလာရဲ့ပရိသတ်တွေကိုညှော်မယ်မမီလားဒီလိုမျိုးလည်းမမီလားမမီရလေကျွန်တော်ပဲကျုံးပါပရိသတ်တွေကျွန်တော်ကျုံးပါကျုံးပြီကျွန်တော်တို့ကပရိသတ်ကိုအာယုံကျော်နဲ့စားအဲ့ချိန်နေတော့ပြောခဲ့တဲ့စကားကျွန်တော်ကလေဟိုပြချင်တာကတော့ညီမတို့က26ရက်နေ့ခဏလေးပြောချင်တယ်လေဘာလို့ပြန်နေပြီလားအမားတော့ပြန်နေတာလားတော့ပြတာလေပြောချင်နေတာဘာလို့အဆုံးသတ်ခိုင်းနေရလဲမင်းကိုပြောမှာမူဝင်သွားတော့ပြန်ခိုင်းတယ်ဟုတ်လေဒီမှာပြောချင်တာအများကြီးပြန်သေးတဲ့ကိစ္စကိုဒီ26ကိုပဲဟုတ်ပါတယ်ခဏလေးနေပါဦးဘာဖြစ်လဲJudges Square Outdoor Area 26နှစ်ကြာတွေ့မယ်ကျွန်တော်အပြာအသင်းနဲ့ခင်းအောင်တင်းနဲ့ဆွဲမယ်အပြက်ကို Forever Blue ဆိုပြီးလောက်အောင် We are Blue We are Blue ပါဘယ် Forever Blue မဟုတ်ဘယ် Forever Blue Forever Blue တော့တင်းခွေလာလားမသိဘူးကြိတ်ပြီးတော့ဟုတ်ဘူးလေ season 3ကြာလို့ရှိရင်ညီမလေးတို့ကမပါတော့ဘူးလေဒါတော့ဒီ season 2ပါမှာအကူကဒေါက်တာစပင်းကိုပဲရှေ့ကိုကြော်ကြည့်ပြီးသွားပြီအဲ့လိုကြိုပြောတာပါအကူတို့12ယောက်နဲ့ဟိုဘက်12ယောက်နဲ့ fight ခိုင်းပါမပါလို့ရှိရင်ဒါဒီ
မဟုတ်တော့ပါဘူး တကယ်စနေယောက် fight မှာသူကအကိုဆိုလို့ရှိရင်လည်းအကိုနဲ့တူတဲ့သူတယောက်ဟိုမှာအဲ့လို တခုပဲဘာချက်မ မှန်ပေါ့ အဲ့လိုမဟုတ်အဲ့လိုရွေးပြီးသားဟိုမှာဝင်းခတ်မိုးဆို တ လို့ ခုပဲဘာချက်မကိုစိတ်နဲ့ကိုလာခဲ့ရိုက်ပေးမယ် သိပါပြီဝေးကဘလူးလုပ်မယ် we are blue 1 1 2 3 we are blue 26နေတာခဲ့နော် bye bye